ခမရတို့တင်တို့တကယ်လှလူရမ်းများဆိုတော့တကယ်လားဟုတ်ပါတယ်တကယ်လှပါတယ်လူလဲရှုပ်ပါတယ်ဟုတ်တယ်ဓမ္မတရရှုပ်ခင်းတာကြောင့်9မိုင်ကဟုတ်ပါမမောကြနေတဲ့မိုးဆက်တွေရဲ့အေးဆက်ဆက်လေတူနဲ့အတူဒီခီးစဉ်ကဓမ္မတရကိုသွားတဲ့လမ်းပဲဖြစ်ပါတယ်ရာသီဥတုကတိမ်ဖုံပြီးမိုးဖွဲဖွဲကျနေပေမဲ့ဒီလိုအေးချမ်းတဲ့အငွေတက်ကပဲခရီးသွားရတာကိုပို့ပြီးအသက်ဝင်စေတာပါဒါပေမဲ့သတိထားမှတကူကလမ်းအခြေအနေပါပဲလမ်းစပိုင်းကတော့ကောင်းပေမဲ့ဓမ္မတရကိုရောက်ခါနေလမ်းပိုင်းကတော့မိုးရွာထားတာကြောင့်မြင်းနီလမ်းချမ်းဖြစ်နေပြီးခြိုင်းတွေရွှွန့်လွန်တွေအတော်လေးကိုချော်ပါတယ်ကားသေးနဲ့လာရင်တော့ကြီးစဉ်ကအတော်လေးစိန်ခေါ်မှုရှိနိုင်ပါတယ်တော့မိုးရွာတဲ့အချိန်မှာဆိုလို့ရှိရင်သူဘာဖြစ်တယ်ဒီပြောမှာသွားကျင်တဲ့သူကတော့ဝတ်တွေရှိတယ်နော်ဒီအဝါမှာဆိုလို့ရှိရင်ကျင်းနေမုံးလင်များတယ်ဟုတ်ပြီပါပြီစားလို့ရတယ်ဗျကျွန်တော်ကြာပလေးနေလာတော့မှရှားရက်ကြီးလာတော့မှလူနည်းနည်းလေးများတယ်ဝတ်တွေကတော့ရှယ်ပဲဆိုတော့ဝတ်တွေကအများကြီးပဲတိမ်တွေကိုငုံကြည့်ဖို့မိုင်ပေါင်းများစွာလာခဲ့ရတဲ့နေရာဒီလိုတိမ်ပင်လေကြီးရှိမှဆိုရင်တော့စိတ်ထဲကအမောတွေအကုန်လုံးငြိမ်းချမ်းသွားရတာပါပဲဂျာကာပလေးနေအောင်လူတော်တော်များတယ်ဒီထဲမှာလည်းကျွန်တော်ပတ်လန်းလေးရှိတယ်ဒီမှာစီမေးပိုင်ပူဇော်လို့ရတယ်ရှုခင်းတွေကတော့တော်တော်မိုက်တယ်နော်ရှုခင်းတွေတော်တော်မိုက်တယ်ဒီဘက်မှာဆိုလဲတောတောင်လုံးနဲ့တော်တော်လှတာဗျဒီနေရာအခုဂျာကာပလေးနေတောင်မှလူတော်တော်များတယ်ဓမ္မတရဆိုတာကျွန်တော်တို့ရဲ့အစူးညံဆုံးအတွေ့တွေကိုခဏတာမေ့ပြောက်သွားစေတဲ့နေရာတစ်ခုပါပဲ